အားလုံးပဲမင်္ဂလာပါ It's time to talk about health ဒီနေ့ပြောပြပေးမယ့် topic ကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့စီးချိုယောဂအကြောင်းဖြစ်ပါတယ်။ဘယ်အချိန်မှာစီးချိုရှိနေပြီလို့သတ်မှတ်မလဲ။အစားစားပြီး2နာရီကြာပြီးရဲ့နောက်မှာစီးချိုဖောက်စစ်လိုက်တဲ့အခါ180 mg per deciliter သို့မဟုတ်အဲ့ဒီထက်များနေရင်ကျမတို့8နာရီအစာခံပြီးရဲ့နောက်မှာပထမဆုံးတိုင်းလိုက်တဲ့အခါမှာ126 mg per deciliter သို့မဟုတ်အဲ့ဒီထက်များနေရင်သို့မဟုတ်တစ်နေ့တာအတွင်းမှာ randomly ဖောက်စစ်လိုက်တဲ့စီးချိုက200 mg per deciliter သို့မဟုတ်အဲ့ဒီထက်များနေရင်ပြီးရင် HbA1c က 6.5% သို့မဟုတ်အဲ့ဒီထက်များနေရင်စီးချိုရှိရလို့သတ်မှတ်နိုင်ပါတယ်။စီးချိုဖြစ်တာကြာလာတဲ့အခါစီးချိုဆေးပုံမှန်မတောက်တဲ့အခါအာယုံချောမျက်လုံးကြောက်ကန်းနဲ့သွေးကြောတွေကိုထိခိုက်ပျက်စီးနိုင်ပါတယ်။အာယုံကြောထိရဆိုရင်ခြေလက်ထုံကျင်တာတွေနာတာတွေဖြစ်နိုင်ပါတယ်။ထုံကျင်နေတဲ့ခြေထောက်မှာအနာတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းသတိမထားမိပဲနဲ့အနာကပိုပြီးတော့ဆိုးလာနိုင်ပါတယ်။လက်လျှောက်တာနဲ့နာတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။သွေးထဲမှာတကြားတဲ့များလာတော့မျက်လုံးရဲ့နောက်ဘက်မှာရှိတဲ့ပုံရိပ်ဖန်တဲ့ tissue lining retina မှာသွေးယူတာတွေသွေးရည်တတိလေးတွေဖြစ်စေပါတယ်။ဒီလိုနဲ့အမြင်မရှင်းတာတွေဝေဝါးတာတွေဖြစ်လာနိုင်ပါတယ်။ကြောက်ကက်ကရောဘလို့ပျက်စီးသွားလဲ။သွေးတွင်းမှာတကြားတက်များလာအချိန်ကြာလာတဲ့အခါကြောက်ကက်ရဲ့စကားစစ်ထုတ်တဲ့ filter မျက်နှာပြင်လေးတွေကထူလာပါတယ်။ filter လုပ်ပေးတဲ့ cells တွေဖြစ်တဲ့ podocyte cells လေးတွေကလည်းပျက်စီးလာပါတယ်။အချိန်ကြာလာတဲ့အခါကြောက်ကက်ပျက်စီးတာတွေဖြစ်လာပါတယ်။ kidney failure ကအသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။နှလုံးကိုသွေးပေးရဲ့သွေးကြောနေရာမှာရှိတဲ့ cells တွေကိုပျက်စီးစေအောင်လို့နှလုံးကိုသွေးကောင်းမပို့နိုင်တဲ့အခါမှာနှလုံးကျက်တာပုတ်တာမျိုးဖြစ်နိုင်ပါတယ်။စီးချိုရှိတဲ့လူတွေကတခြားလူတွေထက်စာလို့ရှိရင် infection risk ပိုပြီးတော့များပါတယ်။ဥပမာအဖြစ် TB, COVID-19, မိုးရောဂါတွေ၊ယားနာတွေစတာတွေအဖြစ်များပါတယ်။သွေးထဲမှာတကြားတက်များနေတော့လွယ်လွယ်ပြောရမယ်ဆိုရင်မိုးဖြစ်ဖို့အတွက်အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်နေရပါ။ private area တွေမှာလည်းစီးချိုကြောင့်ယားနာမိုးစတာတွေအဖြစ်များပါတယ်။စီးချိုရှိတဲ့လူတွေအနေနဲ့အနည်းဆုံးတစ်ပတ်တစ်ခါစီးချိုစစ်ကြည့်သင့်ပါတယ်။ HbA1c ဆိုရင်3လတစ်ခါစစ်ကြည့်သင့်ပါတယ်။အနည်းဆုံး3လသို့မဟုတ်6လတစ်ခါလောက်ကြောက်ကက်စစ်ကြည့်သင့်ပါတယ်။စီးချိုကိုဆရာဝန်နဲ့တေချာမပြပဲဆေးကိုတောက်ချင်တယ်လို့တောက်နေရဆိုရင်အင်ဆူလင်ကိုလည်းထိုးချင်တယ်လို့ထိုးနေရဆိုရင်အခက်မသိရင် hypoglycemia သွေးတွင်းတကြားတက်ကြတာမျိုးဖြစ်ပြီးသတိလက်တာမျိုးဖြစ်နိုင်ပါတယ်။စီးချိုပုံမှန်စစ်ပါစီးချိုကြစီကိုလည်းပုံမှန်တောက်ပါစီးချိုကြောင့်ထိခိုက်နိုင်တဲ့မျက်လုံးကြောက်ကက်စတာတွေကိုပုံမှန်စစ်စေပါ That's all for today topics. You can follow my page if you want more knowledge like this. So bye bye guys.